ဒီနေ့ထဲမှာရှိမှာ89ရွယ်ကြတဲ့မူပြကျင်တာနော်89ရွယ်ဒီမှာလည်းပဲ89ရွယ်သူကဒီမှာလည်း89ရွယ်ကြပြီနော်ရှိမှာ89အတွဲလိုက်ကြတာနော်အခုတတိယကတ်ကဒီမှာလားကြနေပြီနော်အဲ့89ရွယ်ကြပြီလို့ရှိရင်ဘာကစားလဲဆိုတာကိုပြမှာနော်အခု89ရွယ်ကြပြီဘာကစားလဲဆိုတာကိုပြမှာနော်ဟုတ်ပြီအဲ့89ရွယ်ကြတဲ့အခါမှာလည်းပဲတဲ့သူကအဲ့89ရွယ်လို့ကြရတာနဲ့သူ့ရှင်းတစ်နှစ်ကျော်မှာဆို9ခါနော်9ခါသူ့ဘေးမှာ break 9ခါ break ဝယ်ဘေးမှာ89ရှိရွယ်ကြတာနော်ဒုတိယက89ရှိရွယ်ကြတဲ့ခါကျတော့9ခါ break ရှိဖြစ်သွားပြီနော်ပထမကမှာ9ခါ break အခုဒုတိယကမှာ9ခါ break ရှိတဲ့ဘေးမှာ89ရှိရွယ်ကြတာအခုတတိယကကြတော့သူက9ခါ break ခုံဖြစ်သွားပြီနော်9ခါနဲ့ break ခုံသူ့ရဲ့ဘေးမှာ89ရှိရွယ်ကြတာနော်ဒီ3ကတ်ကနေဖြစ်စဉ်လေးတစ်ခုကိုကစားပြမှာနော်ဒီမှာပထမကမှာ9ခါ break ကိုတဲ့သူ့ဘေးမှာ89ရွယ်ကြတယ်နော်အဲ့9ခါ break ကိုကြောင်းတဲ့9ခါနဲ့ break ကိုနဲ့ပေါင်းရင်4ပေါ့နော်9ခါနဲ့ break ကိုနဲ့ပေါင်းရင်4အဲ့4ရာဒီမှာဒီ3လုံး4လို့3ညနောက်ပိတ်ကရှေ့ပေါင်းနောက်ပေါင်း4ရပေါင်းတော့4เนาะဒီ9ခါနဲ့ break ကိုနဲ့ပေါင်းရင်4ဖြစ်တဲ့အတွက်အဲ့မှာ4လို့ထောက်ပြီးကမှသူကရှေ့မှာ89ရွယ်ကြတာเนาะအဲ့89ရွယ်ကြရတာနဲ့ပြိုင်နေတဲ့မှာ6ခါကြောင့်သူကထိတ်နဲ့နှောင်းတဲ့ကို6ပါတဲ့เนาะအဲ့ကိုဒီနောက်ပေါင်း9တဲ့เนาะဒုတိယကမှလည်းသူဒီတိုင်းပဲကစားခဲ့တယ်ဒုတိယကမှလည်းသူက9ခါပထမကမှ9ခါ break ကိုဒုတိယကမှ9ခါ break 8အဲ့9ခါနဲ့ break 8နဲ့ပေါင်းရင်3နဲ့အဲ့3ကြောင့်သူကဒီနောက်ပိတ်နဲ့ဒီနောက်တွဲနဲ့ကို3ရိုက်တာအဲ့3ရိုက်ပြီးကမှသူကရှေ့မှာ89ရှေ့ပဲကြာတာကြာပြီးရနဲ့အဲ့89ရှေ့တွေက6ခါကြောင့်နဲ့ဒီ8ထိပ်နဲ့8နောက်ပိတ်နဲ့1ထိပ်နဲ့က9တဲ့အဲ့9ကနောက်ပေါင်း9ပါပဲเนาะဒီ9တွေကြောင့်ထိပ်နဲ့နောက်နဲ့9နောက်ပေါင်း9ပုံသေးเนาะပထမကမှလည်းပဲသူကဒီ89ကြောင့်89ရှေ့တွေ6ခါကြောင့်ထိပ်နဲ့နောက်နဲ့က9နောက်ပေါင်း9เนาะဒုတိယကမှလည်းပဲဒီ89ရှေ့တွေက6ခါကြောင့်เนาะ6ခါကြောင့်8နဲ့1နဲ့9နောက်ပေါင်းရတယ်ပဲ9ပဲเนาะအခုဒီတတိယကမှလည်းသူက9ခါတဲ့ပထမကမှ break ကိုဒုတိယကမှ9ခါ break ရှိအခုတတိယကကြတော့9ခါနဲ့ break ခုံအဲ့9ခါနဲ့ break ခုံနဲ့ပေါင်းရင်12ဖြစ်တဲ့အတွက်ဒီနောက်ပိတ်နဲ့နောက်ပေါင်း2ဖြစ်ရမှာเนาะဒီနောက်ပိတ်9နဲ့နောက်ပေါင်း9နဲ့2ဖြစ်ပြီးကမှရှေ့မှာ89ရှေ့တွေကိုကြာတာအဲ့89ရှေ့တွေကြာရတဲ့ပြိုင်နေတဲ့အဲ့6ခါကြောင့်သူက6ဖြစ်မယ်ဆိုရင်ကျွန်တော်တို့က4ထိပ်เนาะ6ခါเนาะ6ခါကြောင့်ဒီဆောင်9ဆိုရင်4ထိပ်နောက်ပေါင်း9ဖြစ်ရမှာเนาะဒီလို9နောက်ပေါင်း9ဖြစ်ရမှာဟုတ်ပြီအဲ့မှာသူကဘာကြီးပြန်ချုပ်လဲဆိုတော့သူကအဲ့မှာစနစ်တစ်ခုကဒီကောင်လေးကပက်လက်ပက်ချုပ်ထားလို့ကျွန်တော်တင်းပြတာเนาะတကွက်ထဲဒဲထွက်တာဒီမှာ6ခါ89ရှည်ရွယ်ကြိုက်တာနဲ့ဒီ6ခါကြောင်နဲ့ဇောင်း9တဲ့เนาะအဲ့ဇောင်း9လို့ဖြစ်တဲ့အချိန်မှာထိထောင်သုံးလုံးက6ထောင်ထားတယ်เนาะထိထောင်သုံးလုံး6ထောင်ထားတယ်ဒုတိယကမှာဇောင်း9ဖြစ်တဲ့အချိန်မှာတဲ့ဒုတိယကမှာဇောင်း9ဖြစ်တဲ့အချိန်မှာထိထောင်သုံးလုံးက9ထောင်ထားတယ်เนาะထိထောင်သုံးလုံး9ထောင်ထားတယ်အခုတတိယကမှာဇောင်း9လို့ဖြစ်လိုက်တာနဲ့တပြိုင်တည်းတဲ့ထိထောင်သုံးလုံးက4ထောင်အောင်မှာဆို4ထိပ်เนาะဇောင်း9ဖြစ်ပေါ်ကလည်း4ထိပ်ထိထောင်သုံးလုံးကပထမကမှာ6ဒုတိယကမှာထိထောင်သုံးလုံး5အခုတတိယကမှာထိထောင်သုံးလုံးက4ဖြစ်ရမှာเนาะဟုတ်ပြီအဲ့ဒါဆိုရင်လည်း तू ကဒီမှာဇောင်း9တဲ့အဲ့ဇောင်း9ကြောင်တဲ့ तू ကနောက်ပေါင်း9ဖြစ်ရမှာအဲ့လိုဆိုရင် तू ကနောက်ပေါင်း9ကဘယ်နောက်ပေါင်း9ဖြစ်မလဲဆိုတော့ तू ကဒီ89ရှည်တော့ကြာလိုက်တယ်ဒီ9ခါကြောင်နဲ့ဇောင်း9ကြာเนาะအဲ့ဇောင်း9ဖြစ်တယ်အဲ့ဇောင်း9ဖြစ်လိုက်တဲ့ငါဇောင်း9ဖြစ်တဲ့ချိန်မှာထိထောင်သုံးလုံးက16လာထားတာเนาะအဲ့ဒီ9ဇောင်း9ဖြစ်ဖို့တော့9ထိပ်အဲ့9ထိပ်ကိုတဲ့ဒီကွာပေါင်းချင်းနဲ့ဒီနောက်ပိတ်နဲ့9ပြန်ဖြစ်ရပါမယ်တဲ့เนาะဒီ9ထိပ်ကိုကွာပေါင်းချင်းနဲ့နောက်ပိတ်နဲ့9ပြန်ဖြစ်ရမယ်ဆိုတော့3ထည့်ရပြီเนาะအဲ့3ထည့်ရပြီဆိုတော့ဒီလိုဇောင်း9နောက်ပေါင်း9ဒီ9ကိုဒီလို9လို့ထည့်လိုက်တဲ့အတွက်3နောက်ပိတ်ရတဲ့အတွက်963တဲထွက်တာပေါ့เนาะ963တဲထွက်တယ်အဲ့ဒီချိန်မှာပဲ तू ကဒီဇောင်း3လုံးပေါင်းချင်းကခွန်ပါတဲ့เนาะဒီ3လုံးပြန်ထိတ်နဲ့ဒီထိတ်နဲ့ဒီသူ့ဘောအခွနဲ့ဇောင်း9လို့ဖြတ်လိုက်တဲ့အချိန်မှာဒီထိတ်နဲ့အခွနဲ့ခွန်ဖြစ်တယ်အဲ့ဒီခွန်ရဲ့ပါဝါကိုခါတောင်3လုံးနှစ်ပါတဲ့เนาะသူပက်လက်ပတ်ချုပ်ကုန်ချုပ်ထားတာเนาะဒီ9ထိတ်စီလို့ထည့်လိုက်တာနဲ့အဲ့9ကိုဒီ3လုံး9ဖြစ်ရမယ်အဲ့9ဖြစ်ရမယ်ဖြစ်ပြီးရနဲ့ तू ကဒီ9ထိတ်နဲ့ဒီအပေါ်
ကွာပေါင်းချင်းနဲ့ခွန်အိုက်ခွန်ကိုခွန်ပေါင်းက2ထောင်ရမှာနော်ထောင်လိုက်တာနဲ့သူကဇောင်းကိုနောက်ပေါင်းကိုနော်ဒါပထမကတ်ဒုတိယကတ်မှာလည်းသူအဲ့တိုင်းပဲလာတယ်နော်ဒုတိယကတ်မှာလည်းသူဒီတိုင်းပဲလာတယ်ရှေ့မှာ89ရှည်ရွယ်ကြာပြီကြာလိုက်တာနဲ့အဲ့9ကြောင်နဲ့ဇောင်း9လို့ဖြတ်တယ်ဇောင်း9ဖြတ်တဲ့အချိန်မှာထိတ်ထောင်သုံးလုံးက15ဖြစ်သွားပြီပထမကတ်မှာ16ဒုတိယကတ်မှာ15နော်အဲ့ဒီလိုဖြတ်လိုက်တာနဲ့တိုင်းနဲ့ထဲတစ်ထိတ်ရပြီပေါ့ဇောင်း9ဖြစ်အောင်ဒီ9ခါကြောင်ဇောင်း9ဖြစ်အောင်တစ်ထိတ်တယ်အဲ့တစ်ကြောင်ဒီဇောင်းဒီအခွားနဲ့ဒီနောက်ပိတ်နဲ့တစ်ပြန်ဖြစ်မယ်ဆိုတော့တစ်ထိတ်စီ9နောက်ပိတ်ဖြစ်သွားပြီနော်တစ်ထိတ်စီ9နောက်ပိတ်ဖြစ်သွားအဲ့ကြောင့်ဒီဇောင်း9ကြောင်နောက်ပေါင်း9ဆိုတော့4ကိုထည့်ရမှာနော်154နော်145နော်အဲ့ဒီအချိန်မှာပဲတဲ့သူကဒီ9ခါကြောင်ဇောင်း9ဖြစ်တယ်အဲ့ဇောင်း9ဖြစ်တော့တစ်ထိတ်စီအဲ့တစ်ထိတ်စီဖြစ်ဖို့အတွက်ဒီခွာပေါင်းချင်းနဲ့ဒီ9နောက်ပိတ်နဲ့ကိုတစ်ပြန်ဖြစ်တယ်အဲ့ဒီအချိန်မှာဒီခွာပေါင်းချင်းနဲ့ဒီတစ်ထိတ်စီနဲ့ခွန်ရဲ့ပါဝါကိုခါတော်သုံးလုံး2ပါတဲ့နော်2000နော်အဲ့မှာ145တဲ့ခွက်ထဲထွက်တာနော်အခုတတိယကမှလည်းသူအဲ့တိုင်းလာမယ်ဆိုရင်တဲ့နော်အဲ့တိုင်းလာမယ်ဆိုရင်ဒီမှာသူက89ရှည်တွဲကြတယ်အဲ့9ခါကြောင်နဲ့ဇောင်း9ဖြစ်မယ်ဆိုရင်4ထိပ်ပေါ့နော်အဲ့4ထိပ်ဇောင်း9ဖြစ်ဖို့အတွက်4ထိပ်အဲ့4ထိပ်ကြောင်နဲ့ဒီခွာပေါင်းချင်းနဲ့ဒီနောက်ပိတ်နဲ့4ဖြစ်ရမယ်ဆို1ပေါ့နော်ဒီမှာ4နော်ဒီမှာ4 9ဖြစ်ဖို့အတွက်9ကြောင်ဒီ9ခါကြောင်ဇောင်း9ဖြစ်ဖို့အတွက်4ထိပ်အဲ့4ထိပ်ရတာနဲ့ဒီခွာပေါင်းချင်းနဲ့ဒီနောက်ပိတ်နဲ့ကို4ဖြစ်ရမယ်ဆိုတော့1နောက်ပိတ်เนาะအဲ့တော့ဒီဇောင်း9ကြောင်နောက်ပေါင်း9ဆိုတော့ကျွန်တော်တို့8ခါကိုထည့်မှာเนาะ481เนาะ481အဲ့တော့သူကဇောင်း9ကြောင်နောက်ပေါင်း9ဖြစ်ရမယ်အဲ့ဒီ4ထိပ်ကြောင်ဒီခွာပေါင်းချင်းနဲ့ဒီ1နောက်ပိတ်နဲ့4ပြန်ဖြစ်ရမယ်ဆိုတော့4ထိပ်စီ1နောက်ပိတ်เนาะဒီဇောင်း9ကြောင်နောက်ပေါင်း9ဆိုတော့8ခါ481တဲ့เนาะအဲ့ဒီချိန်မှာလေသူကဒီဇောင်း9ဖြစ်အောင်ဇောင်း9ခါကြောင်ဇောင်း9ဖြစ်မယ်အဲ့4ထိပ်ဖြစ်ဖို့အတွက်ကိုကွာပေါင်းချင်းနဲ့ဒီ1နောက်ပိတ်နဲ့ကို4ပြန်ဖြစ်မယ်အဲ့ဒီချိန်မှာဒီကွာပေါင်းချင်း3နဲ့ဒီ4ထိပ်နဲ့ပေါင်းရင်ခွန်နဲ့အဲ့ဒီခွန်ရဲ့ပါဝါကိုခါတော်သုံးလုံး2လို့ထည့်ရမှာဖြစ်တဲ့အတွက်သူက8ခါပဲဝင်လို့ရတယ်နော်481တဲ့ဆိုတာနော်သူကအဲ့ဒီချိန်မှာသူကဇောင်း9ဖြတ်တဲ့ချိန်မှာပထမလုံးကထိတ်ထောင်3လုံးက6ပထမကမှာဒုတိယကမှာထိတ်ထောင်3လုံးက9အခုဇောင်း9ဖြတ်တဲ့ချိန်မှာထိတ်ထောင်3လုံးက4เนาะအဲ့4ထိတ်လို့ထည့်လိုက်တာနဲ့ဒီကွာပေါင်းချင်းနဲ့ဒီနောက်ပိတ်နဲ့ကို4ပြန်ဖြစ်တယ်เนาะ4ပြန်ဖြစ်တော့1ထည့်တဲ့ချိန်မှာသူကဒီဇောင်း9ကြောင်နောက်ပေါင်း9ဆိုတော့8ခါအဲ့8ခါကလည်းပဲဒီခွာပေါင်းချင်းနဲ့ဒီ4ထိတ်နဲ့ကို2အဲ့2ခွန်အဲ့ခွန်ပါဝါ2000ပဲဆိုတော့481ဆိုတော့ကဏ္ဍတဲ့တစ်ခွက်ထဲထွက်တယ်เนาะအဲ့တော့ဒီဘက်မှာကျွန်တော်က481ဆိုတော့ကဏ္ဍလေးတစ်ခွက်ကိုထုတ်ပေးလိုက်တယ်အနီးကတဲ့ခွက်เนาะဒီနှစ်ချင်းမူတွေကနှစ်တိုင်းကစားတယ်เนาะမြင်တတ်ဖို့ကြည့်တတ်ဖို့ပဲလိုတာเนาะဟုတ်ကဲ့အဲ့တော့481တဲ့ကြိုက်တဲ့လူကထိုးပါမကြိုက်တဲ့လူကရှောင်သွားပါဗျာเนาะအားလုံးပဲကိုလက်နှစ်သက်မှာကံကောင်းကြပါလိမ့်ဗျာเนาะဒီကောင်ကဒီခွန်ရှင်းနှစ်လို့ဇောင်းထိုးတဲ့နှစ်ထင်းမှာဒီနှစ်ထိတ်ကတော့နှစ်ခါဖြစ်နေတော့နှလုံးမဲ့ကစားတာပေါ့နော်တစ်နှလုံးမှာသူကနှလုံးမဲ့ကစားတာဒီစနစ်ကတော့အဟောင်းနေသူသိကြမှာနော်အဲ့ဒီမှာခွန်ရှင်းနေဇောင်းထိုးတဲ့နှစ်ထဲမှာသူကနော်ဒီကျွန်တော်ကနှစ်ခါဒီနှလုံးကစားတယ်နော်အဲ့ပထမကရင်သူကနှစ်ခါရင်တော့မှတစ်လုံး2ချိန်3ချိန်4ချိန်မှခွန်ရှင်းနေကဇောင်းထိုးတာနော်ပထမတစ်ခါဇောင်းထိုးဒုတိယကျွန်တော်ဒီမှာခွန်ရှင်းနေဇောင်းထိုးရင်လေသူအဲ့ဒီထဲမှာနှစ်ခါကနှလုံးမဲ့ကစားတာပေါ့နော်နှလုံးမဲ့ကစားတာဒီမှာကျွန်တော်4နှစ်နှစ်ခါနော်ပြီးရင်ရှင်းနေငါပထမကမှခွန်ရှင်းနေဇောင်းထိုးတယ်ဇောင်းထိုးတော့သူကအဲ့ဒီနှစ်ထဲမှာနှစ်ခါဒီနှလုံးနဲ့ကစားတယ်နှစ်ခါရင်တော့တစ်ချိန်2ချိန်3ချိန်4ချိန်နော်ဒုတိယကကြသူကတစ်ချိန်ရော့သွားတာဒီနှစ်ခါရင်တော့ကျွန်တော်တို့ဒုတိယမြောက်နှစ်ခါရင်တော့မှပထမကမှ4ချိန်ဆင်းလိုက်ပါနော်ဒုတိယကကြတော့ကျွန်တော်တို့က3ချိန်ပါတစ်ချိန်2ချိန်3ချိန်မှာခွန်ရှင်းနေဇောင်းထိုးတယ်နော်ဒီမှာလည်းသူကဒီတိုင်းပဲပေါ့နော်ဒီခွန်ရှင်းနေဇောင်းထိုးတယ်အဲ့ဒီထဲမှာနှစ်ခါကနှလုံးကစားပါနော်ဒီမှာတစ်လုံးကျွန်တော်ဒီမှာတစ်လုံးပေါ့နော်လင်းပြန်နေနည်းနည်းတော့တီးခံကြည့်ပြန်နော်အဲ့ဒီမှာကြာသူကတော့တစ်ချိန်2ချိန်ဖြစ်သွားတာနော်4 3နှစ်နဲ့သွားတာပေါ့ဒီမှာကျွန်တော်တို့နှစ်ခါနှလုံးကစားတယ်အဲ့ဒုတိယမြောက်နှစ်ခါသို့မဟုတ်နောက်ဆုံးနှစ်ခါတော့မှတစ်ချိန်2ချိန်3ချိန်4ချိန်ချင်းခွန်ရှင်းနေဇောင်းထိုးတယ်နော်ဒီမှာကျွန်တော်တို့ဒုတိယမြောက်နှစ်ခါသို့မဟုတ်နောက်ဆုံးနှစ်ခါအဲ့နှစ်ခါတော့မှတစ်ချိန်ရော့သွားမှာလူက4ချိန်ဆင်းတယ်အခုက3ချိန်ဆင်းတယ်တစ်ချိန်2ချိန်3ချိန်မှာခွန်ရှင်းနေဇောင်းထိုးတယ်နော်ဒီမှာလည်းကျွန်တော်တို့နှစ်ခါနှလုံးပဲကစားတယ်ဒုတိယမြောက်သို့မဟုတ်နောက်ဆုံးနှစ်ခါတော့မှ4 3ပြီးတော့မှတစ်ချိန်2ချိန်ဆင်းလိုက်တယ်နဲ့ခွန်ရှင်းနေလို့ဇောင်းထိုးတာနော်သူကဇောင်းထိုးရင်ဘာလို့လဲဆိုတော့အဲ့ဒုတိယမြောက်နှစ်ခါသို့မဟုတ်နောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့ဒီနောက်ထောင်3လုံးဒီသူကပုံတီ6တာနော်အဲ့လို6လို့ထောင်လိုက်တာနဲ့သူဘေးမှာသူက3ထိပ်အဲ့3ထိပ်ကြီးရဲ့ဇောင်းမှာသူက4ထိပ်စီးလို့ပုံတီလိုက်တယ်နော်အဲ့4ထိပ်စီးလို့ပုံတီလိုက်တဲ့တာနဲ့သူ့အောက်မှာအဲ့ခွန်ထိပ်စီးပိုင်းနဲ့ခွန်3ည6
အဲ့ကနပြန်ကြကနနော်နောက်ထောင်3လုံး6အဲ့လို6လို့ထောင်လိုက်တာနော်ဒုတိယမြောက်နှစ်ခါသုံးလုံးနောက်ဆုံးနှစ်ခါကစားလိုက်တာနောက်ထောင်3လုံးပုံသေး6မယ်သူဘေးမှာသူရဲ့ရင်တိုင်းမှာ3ထိပ်အဲ့3ထိပ်ဆောင်မှာ4ထိပ်စီပုံသေးလိုက်ခဲ့ရင်သူ့မှာခွန်ထိပ်စီပိုင်းနဲ့ခွန်3ည6အဲ့ကနဒီသူ့ပေါ်မှာထွက်ပြီးသားကနပြန်ကြကနနော်သူဖရင်လုံးလုံးဖို့ပေါ့နော်ဒီစနစ်ကတော့ကျွန်တော်တွေ့တာတစ်ချိန်နောက်ကြာသွားပါဘူးနော်ဒါပေမဲ့ကျွန်တော်တို့4ခွန်8မှာတော့ရလိုက်သေးတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ဒုတိယမြောက်နှစ်ခါသုံးလုံးနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့နောက်ထောင်3လုံးဒီပုံသေး6ပဲအဲ့6လို့ထောင်တဲ့ရင်တိုင်းမှာက3ထိပ်ပြီးတော့မှ3ထိပ်တပွင့်ကြီးတဲ့4ထိပ်အဲ့4ထိပ်ရဲ့ရင်ဒီဆောင်မှာသူက4ထိပ်စီးလို့ပုံသေးလိုက်ခဲ့တာနဲ့သူ့အောက်မှာခွန်ထိပ်စီးနဲ့ခွန်2 6ဆိုလို့ကနနော်အဲ့ကနဒီသူ့ပေါ်မှာထွက်ပြီးသားကနတနည်းအားဖြင့်ပြန်ကြကနနော်နော်ဒုတိယမြောက်နှစ်ခါကစားတာနဲ့နောက်ထောင်3လုံးဒီ6ပဲသူရဲ့ရင်တိုင်းမှာပထမကမှ3ထိပ်ဒုတိယကမှ4ထိပ်အဲ့4ထိပ်စီးဆောင်မှာ4ထိပ်စီးကပုံသေးအဲ့ဒီပုံသေးထည့်တာနဲ့သူ့အောက်မှာသူကခွန်ထိပ်စီးပုံသေးနဲ့ခွန်2 6နော်နေကောင်းပါဗျာနော်အဲ့ကနဒီပြန်ကြကနဒီမှာကျွန်တော်တို့နှစ်ခါနှလုံးကစားတယ်ဒုတိယမြောက်နှစ်ခါသမုံနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့နောက်ထောင်3လုံးဒီပုံသေး6ပဲအဲ6တဲ့ရင်ဆိုင်မှာသူက3ထိပ်4ထိပ်ပြီးတော့5ထိပ်5ထိပ်စီးရဲ့ဆောင်းမှာ4ထိပ်စီးပုံသေးလိုက်ခဲ့ရင်သူကမှကြားတဲ့ဒီကနန်းဒီခွန်ထိပ်စီးပိုင်းသေးနဲ့ပြန်ကြကနန်းဒီမှာလည်းကျွန်တော်တို့ကဒီကောင်ထွက်ပြီးမှတွေ့တာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဘွဲမှာဘရိတ်6တဲ့6ကွက်ဆိုပြီးတော့ကျွန်တော် line မတင်ပေးခဲ့ရပါနော်ဒီစနစ်ကပေါင်းချင်းစနစ်နဲ့အောင်သွားတာပေါ့နော်နားလဲမယ်နော်ပထမတစ်ခေါက်ရှင်းပြမယ်ကျွန်တော်တို့ခုံရှင်းနေလို့ဇောင်းထိုးနေတဲ့မှာနှစ်ခါစီနှလုံးနဲ့ကစားတယ်နော်အဲ့မှာဒုတိယမှာနှစ်ခါသုံးပုံနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့တော့တစ်ချိန်တစ်ချိန်3ချိန်4ချိန်မှာခုံရှင်းနေကဇောင်းထိုးတာနော်အဲ့ဒုတိယမှာနှစ်ခါသုံးပုံနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့နောက်ထောင်3လုံးစီပုံသေး6မယ်သူရဲ့မှာ3ထိပ်လိုက်မယ်နော်ဒုတိယကမှ4ထိပ်တတိယကမှ5ထိပ်အဲ့ဒီ3ထိပ်ရဲ့ဇောင်းမှာ4ထိပ်စီပုံသေးလိုက်တာနဲ့သူ့မှာခုံထိပ်စီပိုင်းစီနဲ့ကနခုံ3 6သူ့ပေါ်ပြန်ကြကနနော်မကျွန်တော်တို့ဒီကွန်ရှင်းနေဒုတိယမြောက်ထိုးတဲ့နေ့ထဲမှာလည်းနှစ်ခါဒီနှလုံးနဲ့ကစားတယ်နော်အခုပထမကမှာနှစ်ခါရင်တော့မှကျွန်တော်တို့က4ချိန်စင်ဥက3ချိန်စင်အဲ့မှာကွန်ရှင်းနေဆောင်ထိုးနော်ဒီဒုတိယမြောက်နှစ်ခါသုံးပုံနောက်ဆုံးနှစ်ခါကစားလိုက်တယ်နောက်ထောင်3လုံးပုံသေး6မယ်သူရဲ့တိုင်းမှာ3ထိပ်ပြီးတော့4ထိပ်မယ်အဲ့4ထိပ်ရဲ့တောင်မှာ4ထိပ်ဒီပုံသေးဝင်ခဲ့တာနဲ့သူကမှခွန်ထိပ်ဒီပုံသေးနဲ့ခွန်6ဆိုတဲ့ကနသူ့ပေါ်ကပြန်ကြကနနော်ဒီမှာကျွန်တော်တို့ကွန်ရှင်းနေတက်တက်နောက်ဆောင်ထိုးလို့မယ်ဆိုအဲ့ဒီထဲမှာနှစ်ခါဒီနှလုံးနဲ့ကစားတယ်နော်ဒီနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့သူကပထမကမှာသူကရင်တော့မှ4ချိန်စင်ဒုတိယကမှာသူကရင်3ချိန်စင်တတိယကမှာသူကရင်တော့2ချိန်စင်နော်အဲ့မှာကွန်ရှင်းနေဆောင်ထိုးအဲ့ဒီနှစ်ခါသုံးပုံနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့နောက်ထောင်3လုံးပုံသေး6မယ်သူရဲ့ရင်မှာ3ထိပ်4ထိပ်5ထိပ်လိုက်မယ်အဲ့မှာ3ထိပ်5ထိပ်ရဲ့တောင်မှာ4ထိပ်ဒီပုံသေးလိုက်လိုက်တာနဲ့သူအောက်မှာခွန်ထိပ်ဒီပိုင်းဒီနဲ့ကနပြန်ကြကနနော်ဒီမှာကျွန်တော်တို့ကဒီခွန်ထိပ်စီးနဲ့ကနန်းပေါ့ခွန်ရှင်းနေဆောင်ထိုးတယ်ခွန်ထိပ်နဲ့ပဲစထိုးတယ်ဒီမှာခွန်ထိပ်နဲ့ကနန်းပြန်ကြနော်အဲ့ဒီထဲမှာလေသူကဒီခွန်ထိပ်ကြောင့်ပေါ့နော်ဒီကခွန်နောက်ပိတ်အဲ့ဒီခွန်နောက်ပိတ်ကလည်းသူကရိုးခွန်နောက်ပိတ်မဟုတ်ဘူးနော်သူ့ရဲ့ပုံမှာနောက်ပိတ်နှလုံးဒီသူ့ရဲ့နှက်ခတ်3ညလို့ထည့်ခဲ့ရမှာနော်3ညလို့ထည့်ပြီးမှသူ့အောက်မှာသူကခွန်နောက်ပိတ်လို့လိုက်တာနော်ဒီပုံမှာကျွန်တော်တို့ခွန်နောက်ပိတ်ရှိတယ်ဒီမှာကျွန်တော်နောက်ပိတ်နှလုံးဒီ3ညမထည့်ဘူးဒီမှာခွန်နောက်ပိတ်ရှိတယ်နောက်ပိတ်နှလုံး3ညမထည့်ဘူးနော်သူကတစ်နေ့လုံးမှာတစ်ခါပဲထည့်တာဒီမှာခွန်နောက်ပိတ်ရှိတယ်ကျွန်တော်ဒီသူ့ပုံမှာနောက်ပိတ်နှလုံးဒီ3ညလို့ဖြစ်တယ်နော်အဲ3ညလို့ဖြစ်တဲ့အောက်မှာခွန်နောက်ပိတ်ဝင်ခဲ့ရင်နော်ဒီခွန်ထိပ်စီခွန်နေနဲ့ပတ်သက်ပြီးလုပ်တာနော်အဲ့လိုဝင်ခဲ့ရင်တဲ့သူကဒီနောက်ထောင်3လုံးဒီသူကပုံသေး6လို့ပဲထောင်တာနော်ခုနကလည်းကျွန်တော်တို့6လို့ထောင်ပြီးတော့မှပဲဒီခွန်ထိပ်ပြန်ကြကိုကျွန်တော်တို့ယူသွားတာနော်အခုကကျတော့ကျွန်တော်တို့ကနောက်ပိတ်နှလုံး3ညလို့ဖြစ်တာနဲ့သူကမှခွန်နောက်ပိတ်လို့ဝင်နေအဲ့ဒီထဲမှာဝင်တာနဲ့ဒီနောက်ထောင်3လုံးဒီပုံသေး6မှာနော်6လို့ဖြစ်တာနဲ့သူကသူ့ရဲ့ဒီရင်ဆိုင်မှာသူကရှေးပေါင်း8အဲ့ရှေးပေါင်း8ဒီသူက2 6တွဲပုံသေးနဲ့8ရနော်အဲ့လိုရှေးဖြစ်တာနဲ့သူ့အောက်မှာသူက4ပိုင်းနဲ့ကန4ခွန်နော်အဲ့4ခွန်ဒီသူကနောက်နှစ်ကိုသူကလိုက်ထွက်နော်ပထမကပ်ပြီနှလုံးကတော့ပြောမနေပါနဲ့လေနှလုံးကတော့ဒီမှာလည်းကျွန်တော်ဒီတိုင်းပဲပေါ့နော်ဒီခွန်ထိပ်နဲ့ကနန်းပြန်ကြပြီဆိုစနစ်တကျပြန်ကြပါပြီဆိုတော့အဲ့ဒီထဲမှာဒီခွန်နောက်ပိတ်ပေါ့နော်ခွန်နောက်ပိတ်ဆိုသူ့ပေါ်မှာကျွန်တော်ကဒီနှလုံးက3ညမဖြစ်ဘူးနော်ဒီနှလုံးကနောက်ပိတ်နှလုံး3ညမဖြစ်ဘူးဒီမှာသူကဒီခွန်နောက်ပိတ်မှာကြတော့သူကနောက်ပိတ်နှလုံးကြီး3ညလို့ဖြစ်3ညလို့ဖြစ်ပြီးမှသူ့အောက်မှာခွန်နောက်ပိတ်လို့ဝင်တာအဲ့လိုဝင်လာရင်သူကနောက်ထောင်3လုံးကြီးပုံသေး6ပဲထောင်တာနော်ပုံသေး6ထောင်လိုက်တာနဲ့သူရဲ့ရေတိုင်းမှာဒီမှာသူကရှေ့ပေါင်း8ပေါ်မှာ6နှစ်တွဲပုံသေးနဲ့နော်အဲ6နှစ်တွဲပုံသေးအောက်မှာသူက4ပိုင်းနေကန3နှစ်လေးအဲ3နှစ်လေးဒီသူကနောက်နှစ်ကိုလိုက်ထွက်ရမှာသူကတော့ဒဲလိုက်ထွက်တာနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာလည်းပုံသေးသူစနစ်နဲ့ခွန်ထိပ်နဲ့ပုံစံသူစနစ်တကျလောက်သွားပြီနော်အဲ့ဒီထဲမှာကျွန်တော်ခွန်နောက်ပိတ်ကြည့်ရအောင်နော်ဒီမှာခွန်နောက်ပိတ်နှလုံး3ညဖြစ်လာမှဖြစ်ဘူးနော်သူရဲ့နှက်ခတ်ဖြစ်လာဒီမှာကျတော့ခွန်နောက်ပိတ်ဒီမှာနောက်ပိတ်နှလုံး3ညဖြစ်တယ်သူ့အောက်မှာခွန်နောက်ပိတ်အဲ့လိုလိုက်ခဲ့လာတဲ့နောက်ထောင်3လုံးဒီသူကပုံသေး6တာနဲ့သူ့ရဲ့ရင်ဆိုင်မှာရှေးပေါင်း8ကိုမှ6နှစ်တွဲပုံသေးနဲ့ရှင်းပါနော်အဲ့ဒီသူ့ရဲ့အောက်မှာထွက်တဲ့အဲ့4ပိုင်းနဲ့ခဏနော်ဒီ4ပိုင်းနဲ့ခဏကကျွန်တော်တို့ဒီမှာ4ထိပ်ခံပြီးမှပြန်ကြတာနော်
ဒီမှာ၄နဲ့9နဲ့ပတ်သက်ပြီးလှုပ်ခဲ့သလိုဒီမှာလည်း9နဲ့4နဲ့ပတ်သက်ပြီးလှုပ်မှာနော်ဒီမှာလည်း4နဲ့9နဲ့ပတ်သက်ပြီးလှုပ်ခဲ့သလိုဒီမှာလည်းကျွန်တော်တို့4နဲ့9နဲ့ပတ်သက်ပြီးလှုပ်မှာနော်ဒီမှာလည်းကျွန်တော်4နဲ့9နဲ့ပတ်သက်ပြီးလှုပ်သလိုဒီမှာလည်းကျွန်တော်တို့က9နဲ့4နဲ့ပတ်သက်ပြီးတော့မှလှုပ်မှာနော်အဲ့4ရှိတဲ့ဆိုတဲ့ကဏ္ဍကိုဒီ3ကတ်မှာဒဲလိုက်ထွက်မလား4 8အားတော့နိုင်ရန်လိုက်ပေါ့ဗျာဒဲကိုတော့ဦးစားပေးထိုးလိုက်ပေါ့နော်ဒဲကိုတော့ဦးစားပေးထိုးလိုက်4 8တဲ့ဒီစနေလေးလည်းမစိုးဘူးကြာတကွက်တည်းထိုးရဆိုတော့နော်သူကတစ်နှစ်မှတစ်နှစ်လုံးမှလည်းသူကဒီပွဲမှာထိုးလို့ရတာနော်ဒီမှာကျွန်တော်တို့ဒီခွန်ရှင်းလေးလို့ဇောင်းထိုးတယ်အဲ့ဒီထဲမှာဒုနှစ်ခါသည်နှလုံးမဲ့ကစားတယ်2003လုံး6နော်နှစ်ခါလို့ဒုတိယမြောက်နှစ်ခါကစားလိုက်တာနဲ့2003လုံး6သူရဲ့ကျင်းထဲမှာ3ထိပ်ထိပ်တောင်မှ4ထိပ်ထိပ်လိုက်တာနဲ့သူကမှခွန်ထိပ်ထိပ်နဲ့ကနပြန်ကြနော်အဲ့ဒီခွန်ထိပ်ထိပ်နဲ့ထဲမှာသူကဒီခွန်နောက်ပိတ်အဲ့ဒီခွန်နောက်ပိတ်ဒီသူကဒီနောက်ပိတ်နှလုံးဒီသူက3ညလို့ဖြစ်တဲ့အောက်မှာသူရဲ့နှက်ခတ်3ညလို့ဖြစ်တဲ့အောက်မှာခွန်နောက်ပိတ်လို့ဝင်ခဲ့ရင်အဲ့2003လုံးဒီသူကပုံစံ6တာနော်6လို့ဖြစ်တဲ့ရင်တိုင်းမှာရှေးပေါင်းရှိဒီ6နှစ်တွဲပုံတင်နဲ့နော်အဲ6နှစ်တွဲအောက်မှာသူကဒီမှာ4ပိုင်းနဲ့ခဏနော်ဒီခုံနောက်ပိတ်ရဲ့ရင်တိုင်းမှာ4ပိုင်းနဲ့4ခုံဆိုတော့ခဏသူကနောက်နှစ်ကိုလိုက်ထွက်တာတဲ့သူကတော့ဒဲလိုက်ထွက်နေနော်ပထမကက်မှာလည်းတဲ့ဒုတိယကက်မှာလည်းကျွန်တော်ဒီတိုင်းပဲဒီခွန်ချင်းလေးဆောင်တို့နှစ်ထဲမှာနှစ်ခါဒီနှလုံးနဲ့ဒုတိယမြောက်သုံးပုံနောက်ဆုံးနှစ်ခါကစားလိုက်တာနဲ့နောက်ထောက်သုံးလို့ပုံစံ6ပထမကက်မှာတွေ့ရင်တိုင်းမှာ3ထိပ်ဒုတိယကက်မှာတွေ့ရင်တိုင်းမှာ4ထိပ်နော်4ထိပ်တောင်းမှာသူက4ထိပ်ဒီပုံစံလိုက်တာနဲ့သူ့အောက်မှာသူကခွန်ထိပ်စီးပိုင်းနဲ့ပြန်ကြကနာနော်အဲ့လိုပြန်ထွက်ပြီးအဲ့ဒီခွန်ထိပ်စီးနှစ်ထဲမှာသူကနောက်ပိတ်နှလုံး3ညလို့ဖြစ်တဲ့အောက်မှာခွန်နောက်ပိတ်လို့လိုက်ခဲ့ရင်အဲ့နောက်ထောက်သုံးလုံးကပုံစံ6တာ6လို့ဖြစ်တဲ့ဒီရင်တိုင်းမှာသူကရှေးပေါင်း8ကိုမှ6နှစ်ပဲပုံတင်နေအဲ့သူ့အောက်မှာဒီခွန်နောက်ပိတ်ရင်တိုင်းမှာ4ပိုင်းနဲ့ကနန်းတစ်ခွက်3နှစ်လေးဒီနောက်နှစ်ကိုသူကထဲလိုက်ထွက်ရတာနော်ဟုတ်ပြီကျွန်တော်တို့တတိယကတ်မှာလည်းခွန်ရှင်းလေးလို့တတိယမြောက်ဆောင်ထိုးတယ်နှစ်ခါဒီလည်းနှလုံးနဲ့ကစားတယ်ဒုတိယမြောက်နှစ်ခါသုံးပုံနောက်ဆုံးနှစ်ခါကစားတာနဲ့နောက်ထောက်သုံးလုံးပုံစံ6မယ်သူ့ရဲ့ရင်တိုင်းမှာ3ထိပ်4ထိပ်5ထိပ်လိုက်မယ်အဲ့တောင်မှာ4ထိပ်ဒီပုံစံလိုက်ခဲ့ရင်သူ့အောက်မှာခွန်ထိပ်ဒီပိုင်းဒီနဲ့ပြန်ကြကနန်းကစားတယ်အဲ့ခွန်ထိပ်ဒီနှစ်ထဲမှာဒီနောက်ပိတ်နှလုံး3ညလို့ဖြစ်တဲ့အောက်မှာခွန်နောက်ပိတ်လို့ဝင်ခဲ့တာနဲ့နောက်ထောက်သုံးလုံးဒီပုံစံ6မယ်သူ့ရဲ့ရင်တိုင်းမှာရှေးပေါင်း8ကို6နှစ်တွဲပုံစံနဲ့8မယ်အဲ့မှာခွန်နောက်ပိတ်ရဲ့ရင်တိုင်းမှာ4ပိုင်းနဲ့ကနန်းနော်ခွန်နဲ့4နဲ့ပတ်သက်ပြီးလှုပ်တာမဟုတ်လို့ကျွန်တော်တို့ကခွန်နဲ့4နဲ့ပတ်သက်ပြီးလှုပ်ပြန်လှုပ်မှာနော်4ရှိတဲ့ဆိုတော့ကနန်းနောက်နှစ်ကိုဒဲလိုက်မလားနော်သူကတော့ဒီကွက်လေးထိုးရဆိုတော့ထိုးပြောပါလေနော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကဒီကောင်ကကျွန်တော်တို့က481ပေါ့နော်481တဲ့နော်အားတော့ရန်လိုက်ပေါ့ဗျာဒီကတော့သူကတော့3ကက်မှာလှည့်နေလှည့်မှာပေါ့နော်3လုံးတူပြီးမပေါက်အောင်ဆိုတော့သိမမိုက်ဘူးနော်မကြိုက်ရင်မထိုးနဲ့ပေါ့နော်ကြိုက်တဲ့လူကထိုးပေါ့လူတိုင်းကတော့ကြိုက်မှာမဟုတ်နော်ဒီမှာကျွန်တော်တို့ကအဲ့မှာဆိုရင်သူကဒီလေးလေးခွန်ဆိုတဲ့ကဏ္ဍကခွန်နောက်ပိတ်ရင်လည်းလေးလေးခွန်ဆိုတဲ့ကဏ္ဍကသူကနောက်နှစ်ကိုထဲလိုက်ထွက်မှာအဲ့လိုထွက်လို့ရှိရင်သူကဒီခွန်လေးနဲ့ပတ်သက်ပြီးလှုပ်တာမလို့သူကဒီဗရိတ်3ခုက66 5ဆိုပြီးတော့မှဗရိတ်3ခုကခွန်လို့ဖြစ်မှာသူကထိုးလို့ရနော်လုံးဝစီကန်းရှိရနော်သူစနစ်ကပေးရမပေးရတော့မသိဘူးနော်စနစ်ကလုံးဝစီကန်းရှိရနော်ဒီမှာလဲခွန်ထိတ်နဲ့ပုံစံခွန်ထိတ်4ထိတ်နဲ့ကျွန်တော်တို့စနစ်တကျကြားတယ်ဒီမှာယူထားတဲ့ထောက်ကလည်းခွန်နောက်ပိတ်4ပိုင်းနဲ့ကဏ္ဍနော်အဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တော့လေဗရိတ်3ခုက665ဆိုခွန်လို့ဖြစ်ပြီးမှခွန်လို့ဖြစ်မှသူကဏ္ဍလိုက်ထွက်တာနော်ဟုတ်ပြီကျွန်တော်တို့ဒီမှာကဒီတိုင်းပဲဒီကျွန်တော်တို့ဒီ4ထိတ်ခွန်ထိတ်နဲ့ပြန်ကြခဲ့တယ်နောက်နှစ်မှာခွန်နောက်ပိတ်ရင်တန်ရ4ပါတယ်ကဏ္ဍ3နှစ်4နောက်နှစ်ကိုဒဲထွက်တာအဲ့လိုထွက်တော့မယ်ဆိုရင်သူကဒီတိုင်းပဲခွန်ဗရိတ်1ဗရိတ်9ဗရိတ်ခွန်1 9ဆိုပြီးဗရိတ်3ခုကိုခွန်လို့ဖြစ်မှသူကထွက်ရတာနော်ချားနေရမှာသူမထွက်ဘူးဗရိတ်3ခုကိုခွန်လို့ဖြစ်မှထွက်တာဟုတ်ပြီဒါကိုကျွန်တော်တို့ကဒီမှာ4ထိတ်ခွန်ထိတ်နဲ့လည်းပြန်ကြခဲ့ပြီခွန်နောက်ပိတ်ရင်တန်4ပါတယ်ကဏ္ဍ4ရှိ1နော်အဲ့4ရှိ1နောက်နှစ်ကိုထွက်တော့မယ်ဆိုရင်သူကဒီဗရိတ်3ကဏ္ဍမှုလို့ကျွန်တော်တို့ကဒီဗရိတ်နှစ်ခုဒီ4ဖြစ်ရမှာနော်ဗရိတ်နှစ်ခု4ဖြစ်မှာဒီမှာကျွန်တော်တို့ကဝင်ရမှာပေါ့ဒီမှာ5ဗရိတ်5ဗရိတ်တော့3ည4မဖြစ်ဘူးနော်6 9ဆိုတော့4မဖြစ်ဘူး2ခွန်ဆိုတော့4မဖြစ်ဘူး3 9ဆိုတော့2 4မဖြစ်ဘူး8 4ဆိုတော့4မဖြစ်ဘူး6 3ဆိုတော့4မဖြစ်ဘူးနော်5 2ဆိုတော့4မဖြစ်ဘူး3ည8ဆိုတော့မဖြစ်ဘူးကျွန်တော်တို့2 5ဆိုတော့မဖြစ်ဘူးဒီမှာ1ခွန်ဆိုတော့4မဖြစ်ဘူးခွန်9ဆိုတော့4မဖြစ်ဘူး1 8ဆိုတော့4မဖြစ်ဘူး8 2ဆိုတော့4မဖြစ်ဘူး2 5ဆိုတော့4မဖြစ်ဘူးနော်ဒီမှာကျွန်တော်တို့ခွန်1ဆိုတော့4မဖြစ်ဘူး9 2ဆိုတော့4မဖြစ်ဘူး1 4ဆိုတော့4မဖြစ်ဘူးနော်ဒီမှာ4ခွန်ဆိုတော့4မဖြစ်ဘူး4ခွန်ဆိုတော့4မဖြစ်ဘူး5 8ဆိုတော့4မဖြစ်ဘူး8 5ဆိုတော့4မဖြစ်ဘူးနော်ဒီမှာ6 5ဆိုတော့4မဖြစ်ဘူး9ခွန်ဆိုတော့4မဖြစ်ဘူးနော်ဒီမှာ4ဖြစ်တာတစ်နှစ်လုံးမှာတစ်ခုပဲရှိတာဒီမှာ3ဗရိတ်1ဗရိတ်3 1မှာကျွန်တော်တို့ဝင်မဲ့ကဏ္ဍကလည်း3ဗရိတ်ဆိုတော့3 1 3မှာခွန်ဖြစ်မှာနော်ဒီလိုတနေရာပဲကျွန်တော်တို့ကထိုးရတာတစ်နှစ်လုံးမှာတစ်ခါပဲထိုးရတာဗျ900 1000ထိုးလိုက်အောင်ဟုတ်တာမပေါက်လည်းဘာမှမဖြစ်ဘူးစနစ်ကတော့သူလုတ်ခဲ့တာတွေကတော့စီကန်းရှိတယ်နော်ဒီမှာလည်းကျွန်တော်တို့ကနောက်ဆုံးတစ်နှစ်လုံးမှာတစ်ချိန်ပဲထိုးရတာ4 8 1တဲ့နော်အမလို့ကြိုင်ထိုးပါနော်မကြိုင်တော့မထိုးပါနဲ့ရေပဲရှိတူ3ဒီဘက်လူကမ3နဲ့နော်ဒါကသူ2 3 4ကီးထိတယ်ခွန်8 9ကီးထိတယ်4 6 8ကီးလည်းထိတယ်နော်4ထိပ်ကလည်းမထွက်လာသေးဘူးဆိုတော့နော်တစ်နေ့လုံးမှာလည်းတစ်ခါပဲသူထွက်တာသူလုတ်ခဲ့တဲ့ဒီခွန်လေးတွေပတ်သက်ပြီးလုတ်ခဲ့တဲ့စနစ်တွေကလည်းလုံးဝတက်တက်ရရက်ကိုလုတ်ခဲ့တာနော်
ဒီနှစ်ခါကစားကလည်းနှလုံးတိကျကစားခဲ့တယ်ဒါမှမဟုတ်ခွန်နောက်ပေးရင်4ပါတယ်ခဏကိုနော်ခွန်နောက်ပေးကလည်းနောက်ပေးနှလုံးကလည်းသူ့ရဲ့နှစ်ခါ3ညဖြစ်ရမှာနော်လုံးဝသူစနစ်ကတော့လုံးဝတည်တက်တယ်ဗျာနော်၄၈တစ်ခွက်ထဲဒီမှာလည်းဗရေ3ခုခွန်ဖြစ်တာဆိုတော့ဒီတစ်ချက်ပဲရှိတာအဲ့မို့ကျွန်တော်တို့ကဒီပွဲမှာတစ်နေ့လုံးမှာတစ်ခါပဲထိုးရတာဖြစ်တဲ့အတွက်၄၈တစ်ကြိုင်ထိုးမကြိုင်မထိုးနဲ့နော် ဒီကနန်းသုံးလုံးပေါင်းချင်းခွန်နဲ့ဒီနှလုံးပေါင်းချင်း30နဲ့ပေါင်းခွန်နဲ့30နဲ့ပေါင်းကျွန်တော်တို့ခွန်အဲ့ဒီမှာကျွန်တော်တို့ကခွာခွန်ဆိုပြီးတော့လည်းရိုက်တာဖြစ်ပါတယ်နော်ခွာခွန်ဆိုပြီးတော့တည့်တယ်နောက်တစ်ကမှလည်းသူကဒီသုံးလုံးပေါင်းချင်း1နဲ့ဒီက9နဲ့ပေါင်းဒီကနန်း9လုံးပေါင်းချင်းက1နဲ့9နဲ့ပေါင်း6အဲ့ဒီမှာသူကခွာ6လို့ထည့်တယ်နော်ဒီမှာ2ကပ်ပါနော်ပထမတစ်ကပ်ပြီးတော့ဒီမှာဒုတိယတစ်ကပ်ပြီးဒါဆိုရင်ကျွန်တော်တို့နောက်တစ်ကပ်ဆက်သွားပါမယ်ဒီထိတ်သုံးလုံးပေါင်းချင်း9နဲ့ဒီနောက်နှလုံးပေါင်းချင်း9နဲ့ပေါင်း4ပါအဲ့ဒီမှာသူကနောက်ပြင်မှာသူကခွာ4ဆိုပြီးတော့ထည့်ပါနော်ခွာ6ခွာ4ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ဒီမှာ3ကပ်စနစ်ကသူကပြီးသွားပြီဗျဒါဆိုကျွန်တော်တို့ဒီရောက်ကပ်မှာကျွန်တော်ကြည့်အောင်ဒီသုံးလုံးပေါင်းချင်း1နဲ့နောက်နှလုံးပေါင်းချင်း4နဲ့ပေါင်း5ခွာ5ဒါဒီပြင်မှာကျွန်တော်တို့ကခွာ5ကိုထည့်ရမှာစနစ်အရခွာ5ကိုထည့်ပါဦးနော်အဲ့ဒီမှာကျွန်တော်ကဘာတွေနဲ့ဖမ်းသွားလဲဆိုရင်ကျွန်တော်လုံးမိုင်စနစ်တွေနဲ့ဖမ်းသွားဖြစ်ပါတယ်နော်လုံးမိုင်စနစ်တွေနဲ့ကိုဒီကွင်းကိုဖမ်းချုပ်ထည့်သွားတာဖြစ်ပါတယ်ဆိုတော့လုံးမိုင်စနစ်ကကျွန်တော်ဒီ3လုံးပေါင်းကြီးရှစ်အဲ့ဒီရှစ်ကဒီမှာလုံးမိုင်ဒီနှလုံးပေါင်းကြီးခွန်အဲ့ဒီခွန်ကလည်းကျွန်တော်ပြီးတဲ့ပြီးဖိုင်မှာပြပါနော်ဒီဇောင်းနှလုံးပေါင်းကြီးခွန်ကလည်းဒီမှာခွန်လုံးမိုင်အဲ့မှာခွန်ရှစ်လုံးမိုင်ပြီးရင်နောက်တဲ့ဒီခွန်ရှစ်ခုလည်းကျွန်တော်နောက်တဲ့စနစ်နှစ်ခုနဲ့ကျွန်တော်ထပ်ဖမ်းပါနောက်တဲ့စနစ်နှစ်ခုနဲ့ဘယ်လိုထပ်ဖမ်းမလဲဆိုရင်ကျွန်တော်ဒီ3လုံးပေါင်းချင်းခွန်အဲ့ဒီမှာလည်းခွန်လုံးမယ်ဗျကာလာတူရိုင်းနော် sorry ဒီလုံးပေါင်းချင်းခွန်လုံးမယ်ဒီ3လုံးပေါင်းချင်းခွန်လုံးမယ်ချင်းတူတယ်နော်ပြီးရင်ဒီ3လုံးပေါင်းချင်းကလည်းခွန်မယ်ပဲခွန်3လုံးနဲ့ကျွန်တော်တို့8လုံးပါ8တလုံးခွန်3လုံးနဲ့ကျွန်တော်တို့8တလုံးခွန်ကတော့တီကြပေါ့ကျွန်တော်တလုံးအပိုင်းကန်ရတော့မယ့်အနေထားဖြစ်သွားပြီ8ကလည်းလုံးပိုင်းနဲ့ဒါဆိုကျွန်တော်တို့ကခွန်8တွဲရပါတယ်ခွန်8တွဲကိုကျွန်တော်တို့ကခွာပေါင်းခွန်လို့ဖြည့်ရမယ်ဆိုရင်ကျွန်တော်တို့ခွန်နဲ့ပုံညတဲ့ထဲမှာခွာပေါင်းခွန်ဟုတ်နော်အဲ့ဒီမှာကျွန်တော်တို့ကခွန်8တွဲမှာကျွန်တော်တို့ခွန်နဲ့ခွာခွန်ဖြည့်ရမယ်ဆိုရင်ကျွန်တော်တို့3ညပိတ်ထည့်မယ်8နဲ့ခွာခွန်ထည့်ရမယ်ဆိုရင်ရှင်းနဲ့ခွာခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့က6ထိတ်ထည့်ရမှာဖြစ်ပါတယ်အဲဒီမှာ6ခွန်8ဆိုတော့ဒီမှာလာအောင်လားဒီမှာလာအောင်လား6ခွန်8ဆိုပြီးတော့တဲလာအောင်လားနော်အဲ့စနစ်ပါခွန်တစ်လုံးမှန်တော့ကျွန်တော်တို့ရေးလဲလဲသူကချပြီးတော့မယ့်အနေထားပါနော်ဒီနှလုံးပေါင်းချင်းခွန်ကလည်းခွန်လုံးမှန်အောင်တယ်ဒီ3လုံးပေါင်းချင်းခွန်ကလည်းခွန်ခါဒီ3လုံးပေါင်းချင်းခွန်ကခွန်ခါဒီတော့ထည့်တာသူကပြီးဒီ3လုံးပေါင်းချင်းခွန်ကလည်းခွန်မဲပြန်ခွန်8တွဲကတော့လုံးဝပိုင်နော်အဲ့ဒီဘက်မှာတကယ်ပထမတစ်ခါပါဒုတိယတစ်ခါမှာကသူကမဆက်လုပ်တယ်နော်ဒီရကကျွန်တော်ပြန်ပြမယ်နော်ဒီ3လုံးပေါင်းကြီး1နဲ့ဒီ9နဲ့ပေါင်း6အဲ့ဒီ6ကခွ6ရိုက်မယ်ဟုတ်ပြီခွ6ရိုက်မယ်ဆိုတော့ကျွန်တော်တို့လုံးပိုင်ကဘယ်လိုဖမ်းတာလဲဒီ3လုံးပေါင်းကြီးကလည်း8ပြန်ပဲ8လုံးပိုင်ဒီနှလုံးပေါင်းကြီးကလည်း8လုံးပြန်ပဲ8နှလုံးဟုတ်ပြီနော်8နှလုံးရပါပြီပြီးရင်ဒီ3လုံးပေါင်းကြီးဒီ3လုံးပေါင်းကြီးကလည်း6ခွန်6ပေါ့နော်ဒီမှာပေါင်းလို့6ခွန်6ပေါင်းကြီးက9လုံးပိုင်း8ဒီ3လုံးကလည်းဘယ်လိုရလဲဆို6ဒီ3လုံးပေါင်းကြီးကလည်း8အဲ့မှာ8 3လုံးနဲ့9နော်8 3လုံးနဲ့9မှာ4လုံးမှာကျွန်တော်တို့ကပြီးပေါက်ဖြစ်သွားပြီနော်889ဒါပြီးပေါက်ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့ကဘာတွဲထုတ်လိုက်မယ်98အတွဲထုတ်လိုက်မယ်98အတွဲထုတ်လိုက်မယ်ဒီ3လုံးပေါင်းကြီးက1ဒီနှလုံးပေါင်းကြီးက9 1နဲ့9နဲ့ပေါင်းကျွန်တော်တို့က6ခွ6ဖြစ်ရမယ်ဆိုတော့9နဲ့ခွ6ဖြစ်ရမယ်ဆိုကျွန်တော်တို့ကခွန်ပိတ်ထည့်ရ98တွဲပဲကျွန်တော်တို့8နဲ့ခွ6ဖြစ်ရမယ်ဆို8ထိတ်ထည့်ရမယ်အဲ့မှာ898တဲ့အောင်လားဟောနှစ်ကက်လုံးဝသူကနှစ်ကက်ကလုံးဝပြီးသွားတာစနေရဒီမှာကျွန်တော်3ကက်ကိုဆက်ကြည့်မယ်3ကက်ကိုဆက်ကြည့်မယ်နော်3ကက်လုံးသူကနောက်လျှောက်ပြီးသွားတာနော်ဒီ3လုံးပေါင်းချင်းကနှစ်လုံးပိုင်းဒီနှလုံးပေါင်းချင်းကလည်းနှစ်ပြန်ပဲဗျာနှစ်တစ်လုံးပိုင်းပြန်မယ်
ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီသုံးလုံးမုံကြီးကပါလေဒီသုံးလုံးမုံကြီး195ပေါ့နော်5လုံးပိုင်းအဲ့ဒီသုံးလုံးမုံကြီး5ကသူကခါးတာထည့်တာနော်ခါးလုံးပိုင်းထည့်တာနော်ကျွန်တော်ရှင်းပြကြည့်တာဒီသုံးလုံးမုံကြီးခွန်လုံးပိုင်းခါးအောင်ထည့်ဒီသုံးလုံးမုံကြီး9က9လုံးပိုင်းခါးအောင်ထည့်ပါတယ်ဒီသုံးလုံးမုံကြီး5က5လုံးပိုင်းသူခါးအောင်ထည့်မှာနော်အဲ့မှာလည်းကျွန်တော်တို့က225ရပါတယ်225ရပါတယ်နောက်တစ်လုံးပိုင်းပါလဲဆိုတော့ဒီ6ရယ်ဒီ9ရယ်ဒီ1ရယ်ဒီသုံးလုံးမုံကြီးကလည်း651သုံးလုံးမုံကြီးကလည်းကျွန်တော်တို့2လုံးပိုင်းအဲ့မှာ5နဲ့ပြီးပေါက်ဖြစ်သွားပြီနော်ဒါပေမဲ့ကျွန်တော်တို့ကခွာချုံနဲ့ကျွန်တော်တို့ကပေါင်းထားတာ681ပေါင်းချင်း9နဲ့ဒီကနောက်လုံးပေါင်းချင်း9နဲ့ပေါင်း4ခွာ4ဖြတ်မှာကျွန်တော်တို့က9ခါအတွက်နှစ်နဲ့ပေါ့နော်9နှစ်တွဲကိုကျွန်တော်ကယူလိုက်တယ်9နှစ်တွဲယူလိုက်တယ်ကျွန်တော်တို့ကခွာ4ဖြတ်မယ်ဆိုတော့9နဲ့ကျွန်တော်တို့က9ခါပေါ့နော်ဆိုရင်နော်ဒါဒီမှာပြတဲ့ပုံစံတိုင်းမှာကျွန်တော်ယူလိုက်9နဲ့9နဲ့ပေါင်း9တကွာ9နှစ်တွဲကိုကျွန်တော်ကနှစ်ကိုခွာ4ဆိုတော့နှစ်ထိကွာလေးဖြစ်လို့နှစ်နဲ့ပေါင်းပါကွာလေးဖြစ်မှာအဲ့မှာ9နှစ်9ရနှစ်9နှစ်ရဆိုတော့ဒါကျွန်တော်တို့တဲ့ပေါက်မှာနော်စနစ်အရာလုံးဝသူကပေးတာ3ကစီနော်ရှယ်ပြီးတော့တာကျွန်တော်ဒီဘက်မှာပါတခါတည်းခွဲပြပါတော့မျက်လုံးရှင်းအောင်လို့ကျွန်တော်ဒီမှာပြလိုက်ပါနော်ဒါပေမဲ့ကျွန်တော်တို့ဒီရောက်ကကိုကြည့်မယ်အဲ့တိုင်းလာမလားကျွန်တော်စက်ကြည့်အောင်ဒီ3လုံးမိုးချင်းကတစ်တလုံးပိုင်းဒီနှလုံးပေါင်းကြီးကတက်ပဲဟုတ်ပါတက်ကတော့တူသွားပြီဗျာဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီ3လုံးပေါင်းကြီးကဘာရမလဲဒီ3လုံးပေါင်းကြီးက8လုံးပိုင်းနော်ဒီ3လုံးပေါင်းကြီးကလည်းကျွန်တော်တို့ကဘာလုံးပိုင်းတော့8လုံးပိုင်းပဲဒါဆိုကျွန်တော်တို့ကဘာတွဲရအောင်18တွဲရအောင်နော်18တွဲကိုကျွန်တော်တို့ယူရမှာ11တွဲ88တွဲ11နှလုံး88နှလုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က18တွဲယူရမှာ18တွဲယူမယ်ဆိုရင်ဒီ3လုံးပေါင်းချင်းဒီနောက်နှလုံးပေါင်းချင်း4နဲ့ပေါင်း5ခွ5ဖြစ်ရမယ်ခွ5ဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့8ခါဆိုတော့ခွ5ဖြစ်ရမယ်ကျွန်တော်တို့ကဆိုရင်ကျွန်တော်တို့18တွဲကိုကျွန်တော်တို့ကခွ5ဖြန့်မယ်ဆိုရင်4ပိတ်တကွာပါနော်ပထမတစ်ကက်ကိုအရင်စပြပါမယ်ဒီ3နဲ့ဒီ9နဲ့ပေါ့နော်ထိတ်နဲ့ကျွန်တော်တို့ခါနဲ့ပေါင်းခြင်းနံပါတ်2နော်ဒီကောင်ကကျွန်တော်တို့ဒီအချင်းယူသွားမယ်ပေါ့နော်ဒီအချင်းကိုမှပုံသေးတွဲပေါ့နော်ပုံသေးတွဲဆိုကျွန်တော် plus ပဲရေးလိုက်မယ်နော်ဒီကောင်နဲ့ကျွန်တော်တို့တွဲရမယ်ပေါ့နော်ပုံသေးတွဲဒီကျွန်တော်တို့168နဲ့တွဲပေးရမယ်နော်168နဲ့တွဲရမယ်ဒါ168ပေါ့နော်ဒီဘက်မှာကျွန်တော်ရေးလိုက်မယ်168နော်ဒီကောင်ဒီကျွန်တော်တို့ပုံသေးတွဲရမယ်ပေါ့နော်ဒါဆိုရင်အချင်းလေးကိုကျွန်တော်တို့ကြည့်အောင်ဒီမှာ9 3ပေါ့နော်3 9ပေါင်းခြင်းနံပါတ်2နော်ဒီကောင်လေးကိုကျွန်တော်တို့ယူမယ်ပြီးရင်ဒီအောက်ကနံပါတ်9ပေါ့နော်9ကိုကျွန်တော်9ပါဝါကျွန်တော်တို့4ဆိုပြီးတော့ပေါ့နော်ဒီလိုလေးဆွဲမယ်နော်ဆွဲပြီးတော့ဒီဘက်နဲ့ကျွန်တော်တို့ပေါင်းတာပေါ့နော်ဒီကောင်ကတော့အချင်းနဲ့9လေးဒီကျွန်တော်တို့ဒါအချင်းဖြစ်ပါတယ်နော်ဒီအချင်းကိုကျွန်တော်တို့168နဲ့တွဲပြီးတော့ဒါကဏ္ဍထုတ်ရတယ်ပေါ့နော်ဒီအောက်မှာကျွန်တော်တို့ထွက်သွားတဲ့ကဏ္ဍလေးတစ်ချက်ကြည့်မယ်ဘာရှိလဲဆိုရင်2 4 6ဆိုပြီးတော့ဒါထွက်ကဏ္ဍပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အချင်းကကျွန်တော်တို့2ရယ်4ရယ်အပါကိုကျွန်တော်တို့6နဲ့တွဲသွားတယ်နော်ဒီလိုလေးဒါထွက်သွားတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ကိုဆက်ကြည့်မယ်ပေါ့နော်အချင်းကိုမှကျွန်တော်တို့ဒီဘက်ကတွဲလုံးနဲ့တွဲလုံးဒီ168ပုံသေးပေါ့နော်ဒုတိယတစ်ပင်ကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒုတိယတစ်ပင်မှာကျွန်တော်တို့ဒီမှာ3ထိပ်5ခါနဲ့ပေါ့နော်ဒါဆိုရင်ပေါင်းခြင်းနံပါတ်8နော်ဒီကောင်ကိုကျွန်တော်တို့တိုက်ရိုက်ယူမယ်ပြီးရင်ဒီဘက်ကအောက်ကပေါ့နော်ဒီခါ5ပါဝါဒီကျွန်တော်တို့3ညဒီကောင်ကိုကျွန်တော်တို့ပေါင်းသေးဘာနဲ့တွဲမလဲ1 6 8ပုံသေးနဲ့ကျွန်တော်တို့တွဲပေးရမယ်ပေါ့နော်โอเคဒီအောက်မှာကျွန်တော်တို့ထွက်ကဏ္ဍကဘာရှိလဲဆိုရင်8 6 5ဆိုပြီးတော့ဒါထွက်ကဏ္ဍလေးရှိပါတယ်နော်ဒါဆိုရင်8 6 5ဆိုတော့ကျွန်တော်တို့ဒီမှာ9ရယ်8ရယ်ပေါ့နော်ဒါက1ချိန်5 8ကိုဒီဘက်ကကျွန်တော်တို့6နဲ့ဒီမှာတွဲသွားတယ်နော်ဒီဘက်ကအချင်းက3ညဒီအချင်းဖြစ်သွားတယ်ပေါ့နော်ဒီဘက်က168က6နဲ့ကျွန်တော်တို့တွဲသွားတယ်နော်
โอเคဒါဆိုရင်တတိယတစ်ပင်ကိုစစ်ကြည့်အောင်ပေါ့နော်တတိယတစ်ပင်လောက်ဆိုရင်တော့ဒါနည်းနည်းလေးနားလဲလာမယ်ထင်ပါတယ်နော်3ရယ်ကျွန်တော်တို့4ရယ်ပေါ့နော်ပေါင်းခြင်းနံပါတ်ဒီနံပါတ်9တိုက်ရိုက်ယူပါတယ်ဒီရောက်ကကျွန်တော်တို့နံပါတ်4ပေါ့နော်4ပါဝါဒီ9နော်ဒါကိုပုံသေးပါနဲ့တွဲမလဲ1 6 8နဲ့ကျွန်တော်တို့တွဲရမယ်။ဒီရောက်မှာကျွန်တော်ထွက်ကနန်းဒီပါရှိလဲဆိုရင်9ခွန်8ဆိုပြီးတော့ရှိတယ်။ဒီခွန်ရဲ့ဒီ9ရဲ့တွဲတယ်4ဒီအရှိန်ပေါ့နော်။ပြီးရင်ဘာနဲ့တော့ပေါင်းလဲဆိုရင်ဒီ8လေးနဲ့သွားပြီးတော့ပေါင်းတယ်နော်။ခွန်9 8ဆိုပြီးတော့9ခွန်8ဆိုဒီလိုလေးဆင်းသွားပါတယ်နော်။ Okay ဒါဆိုရင်နောက်တစ်ပင်ပေါ့နော်ကျွန်တော်တို့၄ကမ်းမြောက်မှာ6ရဲ့9ရဲ့ပေါင်းခြင်း9နော်။ဒါရယူမယ်ပြီးရင်ဒီက9ပေါ့နော်။9ဆိုတော့9ပါဝါ4ဒီတိုင်းလေးရေးလေးသာပို့ကောင်းမယ်ထင်တယ်နော်ဒါကိုဘာနဲ့တွဲရမလဲကျွန်တော်တို့1 6 8နဲ့တွဲပေးရမယ်နော်ဒီဘက်ကဒီကျွန်တော်တို့ဘာလဲအချင်းပေါ့နော်အချင်းကိုမှ1 6 8ပုံသေးနဲ့တွဲမယ်ဒါဆိုရင်ဒီအောက်ကထွက်ကကနန်းကျွန်တော်တို့ကြည့်မယ်ပေါ့နော်1 4 5ဆိုပြီးတော့ကျွန်တော်တို့ထွက်ထားတယ်နော်ဒါဆိုရင်9ရယ်ကျွန်တော်တို့4ရယ်နော်အချင်းက9လေးကိုဒီတက်နဲ့ကျွန်တော်တို့တွဲပြီးတော့ပေါ့နော်တင်5လေးနော်တင်5လေးဆိုဒီလိုလေးရိုက်သွားတယ်နော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာထုတ်ကြည့်အောင်ဗျာနော်ခုလာမယ်20နဲ့4ချိန်အတွက်ဒီမှာ2ဒီမှာကကျွန်တော်တို့9ပေါင်းခြင်းနံပါတ်1ဖြစ်တယ်ပေါ့နော်ပြီးရင်ဒီမှာက9ရှိတဲ့အတွက်9ပါဝါဒီ4ဒီကောင်ဒီအချိန်เนาะ1 9လေးဒီအချိန်ကျွန်တော်ပုံသေးပါနဲ့တွဲမလဲ1 6 8နဲ့တွဲပြီးတော့ထိုးရမယ်เนาะဒီဘက်ကကျွန်တော်တို့အချိန်เนาะဒီဘက်က plus ပေါ့เนาะဒါအပေါင်းနော်အချင်းနဲ့ကျွန်တော်တို့ဒီအပေါင်းနဲ့တွဲပြီးတော့ကဏ္ဍထုတ်ရမယ်ပေါ့နော်ကဏ္ဍလေးကတော့နည်းနည်းလေးတော့ညားပဲတင်တယ်ကိုယ်တိုင်တော့ထုတ်ကြည့်လိုက်ပေါ့နော်โอเคပါဒါဆိုရင်တော့အားလုံးပဲဒီမူလေးဒါကြိုက်မယ်လို့ထင်ပါတယ်ကြိုက်တဲ့တငယ်ချင်းတွေကလည်းယူသုံးပေါ့နော်မကြိုက်တဲ့တငယ်ချင်းတွေကလည်းဒါ scale လုပ်လိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်ဗျနော်ဒါမဲ့24ချိန်မှာအဆင်ပြေကောင်းပါစေနော်ဒီဘက်ကအချိန်เนาะအချိန်ဆိုတော့ကျွန်တော်တို့ဆိုလိုချင်တာကတော့နှလုံးပါမယ်နော်နှလုံးပါမယ်ဆိုတော့1 9တွဲချင်းတွဲမယ်1 4တွဲချင်းတွဲမယ်နော်ဒါမှမဟုတ်9 4တွဲချင်းတွဲမယ်အတွဲလေးတွေနဲ့ထုတ်လိုက်ပေါ့နော်ထင်တယ်တော့ခဏကမများပါဘူးဒါဆိုရင်အတွဲဒီ3တွဲရမယ်ပေါ့နော်3တွဲရမယ်3တွဲကိုမှဒီဘက်က3လုံးနဲ့ပေါင်းမယ်ဆိုတော့စုစုပေါင်း3 3 4 9ကဏ္ဍ9ကိုထွက်မယ်